အားလုံးပဲမင်္ဂလာပါ Let's Success Figure ပင်နေ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ share လေးလုပ်ပေးသွားမယ် topic လေးကတော့ပြန်တက်အောင်မလုပ်ပါနဲ့ပြန်စီအောင်လုပ်ပါဆိုတဲ့ topic လေးပဲဖြစ်ပါတယ်ပြန်တက်တာနဲ့ပြန်စီတာဟာအမှတ်တမဲ့ကြည့်လိုက်ရင်တူတလူလူနဲ့တကယ်တော့တူကြပါဘူးပြောရရင်ပြန်တက်ဖို့တဲ့ပြန်စီဖို့ကိုပို့ပြီးဦးစားပေးအာရုံစိုက်သင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဆက်ပြောပြပါမယ်ကျွန်တော်ဆက်မပြောပြခင်မှာအခုဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုမေးခွန်းတစ်ခုမေးချင်ပါတယ်ပြန်တက်တာကဘာလဲပြန်စီတာကဘာလဲပြန်တက်တာထက်ပြန်စီတာကဘာဖြစ်လို့အရေးကြီးတာလဲစတဲ့အမေကွန်းတွေပါဒီနေရာမှာကျွန်တော်အမြင်နဲ့ပြောရရင်ပြန်တက်တာကအသိပညာတွေကိုစုဆောင်းထားတယ်လို့မြင်မိပါတယ်ဥပမာအနေနဲ့စာအုပ်တွေဖတ်တာကျောင်းတွေတက်တာတက်တန်းတွေတက်တာဒါတွေကပြန်တက်ဖို့နည်းလမ်းတွေပါဒါပေမဲ့ဒီလိုအသိပညာတွေစုဆောင်းတာကအဲ့ဒီအသိပညာတွေကိုမမှန်ကန်ကန်အသုံးချနိုင်မယ်လို့အာမခံချက်မပေးနိုင်ပါဘူးတခါတလေပြန်တက်တဲ့သူတွေကအသိပညာအများကြီးရှိပေမဲ့အဲ့ဒါကိုဘယ်လိုအသုံးချရမလဲဆိုတာမသိကြတာမျိုးလည်းရှိနိုင်ပါတယ်နောက်တစ်ခုကပြန်စီတာပါပြန်စီတယ်ဆိုတာအသိပညာတွေကိုမမှန်ကန်ကန်အသုံးချနိုင်တာကိုပြောလို့ရပါတယ်အဲ့ဒါတွေကဉာဏ်ပညာနဲ့လည်းဒါရဆက်ဆက်နေပါတယ်ပြန်စီတဲ့သူတယောက်ကသူ့မှာရှိတဲ့အသိပညာတွေကိုအသုံးချပြီးတော့ပြဿနာတွေကိုဖြေရှင်းနိုင်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တာတခြားသူတွေကိုကူညီနိုင်တာဒီလိုလုပ်နိုင်စွမ်းတွေရှိပါတယ်ဥပမာစာအုပ်ထဲကအသိပညာတွေကိုလက်တွေ့ဘဝမှာသုံးချပြီးတော့ပြဿနာတစ်ခုကိုဖြေရှင်းနိုင်တဲ့သူကပညာရှိတယ်လို့ဆိုနိုင်ပါတယ်။ဒါဆိုရင်ပညာတတ်တာထက်ပညာရှိတာကဘာကြောင့်ပိုပြီးအရေးကြီးရတာလဲ။ပညာတတ်တာကအသိပညာတွေကိုစုဆောင်းထားတာဖြစ်ပြီးတော့အဲ့ဒီအသိပညာတွေကိုဘယ်လိုအသုံးချရမလဲဆိုတာကိုအာမခံချက်မပေးနိုင်ပါဘူး။ဒါပေမဲ့ပညာရှိတာကတော့အသိပညာတွေကိုမမှန်ကန်ကန်နဲ့အသုံးချနိုင်တဲ့အရေးချင်းပါ။ဒါကြောင့်ဘဝမှာတကယ်အရေးကြီးတာကပညာတတ်ဖို့တဲ့ပညာရှိဖို့ပါ။ဥပမာစာအုပ်ထဲမှာစီးပွားရေးအကြောင်းအများကြီးဖတ်ထားတဲ့လူတစ်ယောက်ကလက်တွေ့ဘဝမှာစီးပွားရေးဆုံးဖြတ်ချက်တွေမမှန်ကန်တာမျိုးလုပ်မိနိုင်ပါတယ်။ဒါပေမဲ့ပညာရှိတဲ့သူကတော့သူ့မှာရှိတဲ့အသိပညာတွေကိုအသုံးချပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မှာပါ။အဲဒါကြောင့်ပညာတက်အောင်လုပ်ဖို့တဲ့ပညာရှိအောင်လုပ်ဖို့ကပိုပြီးအရေးကြီးပါတယ်။ပညာတက်တာကအသိပညာတွေကိုစုဆောင်းရုံသာဖြစ်ပြီးပညာရှိတာကအဲ့ဒီအသိပညာတွေကိုမှန်ကန်စွာအသုံးချနိုင်တာဖြစ်လို့ဘဝမှာပိုပြီးအကျိုးရှိစေပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အသိပညာကိုဘယ်လိုအသုံးချမလဲဆိုတာကိုအာရုံစိုက်ပြီးပညာရှိတဲ့သူဖြစ်အောင်ကြိုးစားသင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်